သွင်းကိုပေါင်းတစ်ထောင်အတွက်အရှိန်ဟုန်မြင့်ပြန်လာပြီးဖြစ်တဲ့စေဂျီရိုနယ်ဒိုတကယ်ဆိုရင်ရယ်ဒိုရဲ့သွင်းကိုတွေကခုထက်ပိုများနေရမှာပါဒါပေမဲ့ပြီးခဲ့တဲ့၃ပွဲမှာရယ်ဒိုအနေနဲ့သွင်းကောင်းကြီးလုံးနေရတဲ့အတွက်ပွဲဝင်မကစားခဲ့ပဲသူ့အနေနဲ့သွင်းကိုတွေနစ်နာခဲ့ရပါတယ်ဒါကလည်းရယ်ဒိုဟာ sorry လိရဲ့မတရားမှုတွေကိုဒီကတော့တိုက်ထုတ်နေရလို့ဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ PIF နဲ့မပေးလိတာဝန်ရှိသူတွေကရယ်ဒိုတောင်းဆိုချက်တွေကိုလိုက်ရောပေးခဲ့ရပါတယ်အသင်းဝင်တဲ့ရဲ့နားစာမွေတွေကိုအပြည့်အဝပေးချေခဲ့ရသလိုအသင်းရဲ့စီမံခန့်ခွဲမှုပိုင်းမှာလည်းကိုပိုင်ဆုံးဖြတ်ခွင့်တွေကိုပြန်လည်ပေးအပ်ခဲ့တာကြောင့်ရယ်ဒိုဟာပွဲစဉ်တွေစီပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ညကစားခဲ့တဲ့ FRD နဲ့ NSR တို့ရဲ့ပွဲစဉ်ဟာရယ်ဒိုအတွက်တော့သူ့ရဲ့တန်ဖိုးကိုပြန်လည်တက်တည်ပြမယ့်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲစလို့34စက္ကန့်မှာရယ်ဒိုဟာ Kingsley Coman ရဲ့ဖျက်တင်ဘောကနေတဆင့်ဂိုးသွင်းမှုကြိုးစားခဲ့ပေမဲ့ဂိုးတိုင်မေကနေကတ်ထွက်သွားခဲ့တာပါ။ပွဲစားရင်18မိနစ်မှာတော့ NSR အတွက်အဖွင့်ဂိုးကိုရယ်ဒိုကသွင်းယူပေးနိုင်ခဲ့ပါတယ်။ဆာလီမာနီကဘယ်တော်မိုင်ကနေဖျက်တင်ပေးလိုက်တာကိုရယ်ဒိုကအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီသွင်းကိုဟာရယ်ဒိုအတွက်အသက်42နှစ်ပြည့်ပြီးနောက်ပိုင်းပထမဆုံးသွင်းကိုဖြစ်တယ်လို့ဒီသွင်းကို18ကိုမြောက်လည်းဖြစ်ပါတယ်။NSR အနေနဲ့ငကိုကော်မရှင်နဲ့ပွဲပေးမှာအနိုင်ရသွားခဲ့ပါတယ်။ရယ်ဒိုဟာဒီသွင်းကိုကြောင့်သူ့ရဲ့ကစားမဘွားသွင်းကိုစုစုပေါင်းက962ကိုထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဂိုးတောင်ပေးဖို့အတွက်38ဂိုးသာလိုအပ်တော့ပါပါ။ရယ်ဒိုဟာ2002ခုနှစ်ကနေစတင်ပြီး2026ခုနှစ်အထိ24နှစ်ဆက်တိုင်းနှစ်စဉ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ဒူးတဲ့သောကစားမအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါအသွင်ချမ်းခိုင်မှုနဲ့ဂိုးသွင်းပေးစားကဘလောက်ထိထက်မြက်နေစေလဲဆိုတာပြသနေတာဖြစ်ပါတယ်။ FRD ကိုနိုင်ရရှိခဲ့တာကြောင့် NSR အသင်းဟာမပေးစရာရဲ့ဒုတိယနေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။လက်ရှိမှာ NSR ရမှန်50နံပါတ်ထိရရှိထားတာကြောင့်53မှတ်ရထားတဲ့တေဆုံးကအိမ်လေအသင်းနဲ့တမတ်တာကွာပါတော့တယ်။ Red Bull ပွဲပြီးမှသူ့ရဲ့ Instagram လူမှုကွန်ရက်ကနေတဆင့် Success is not an accident အောင်မြင်မှုဆိုတာတိုက်ဆိုင်မှုတခုမဟုတ်ပါဘူးဆိုတဲ့စာသားနဲ့အတူပရိသတ်တွေကိုသတင်းစကားပါခဲ့ပါတယ်။ဒါသူပြသခဲ့တဲ့သမိန်မမှုတွေအသင်းနဲ့ဖြစ်ခဲ့တဲ့ကျင်းမာမှုတွေကိုကြော်ဖြတ်ပြီးကွင်းတွင်းမှာအကောင်းဆုံးသက်သေပြနိုင်ခဲ့တဲ့အပေါ်သူ့ရဲ့ယုံကြည်မှုကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။နောက်တဲ့စိတ်ဝင်စားကြကောင်းတဲ့ချက်ကတော့ရိုနယ်ဒိုဟာ2016ကမ္ဘာ့ဖလားကိုသူ့ရဲ့နောက်ဆုံးပြိုင်ပွဲအဖြစ်သတ်မှတ်ထားတယ်လို့သိရတာပါ။အသက်42နှစ်အရွယ်မှာကမ္ဘာ့ဖလားကိုပါဝင်စားဖို့ရည်မှန်းထားတာဟာသူ့ရဲ့စိတ်သက်ခိုင်မာမှုကိုပြသနေတာဖြစ်ပါတယ်။ဒါ့အပြင် NSR အသင်းအတွက် AFC ချန်ပီယံလိဂ်မှာပါဝင်ကစားဖို့အသင်းဖြစ်နေပြီလို့သိရပါတယ်။ NSR အသင်းဟာလာမယ့်ဖေဖော်ဝါရီ21ရက်နေ့မှာ ARSEN အသင်းနဲ့ဆက်လက်ကစားရမှာဖြစ်ပါတယ်။ Red Bull ပြန်လည်ပါလာတဲ့အမျှ NSR အိမ်လေရဲ့ဖလားလက်မဲ့ဖြစ်နေစေမဲ့တခုတည်းသောပြိုင်ပွဲအဖြစ်ဆက်ရှိနေမှာသိကြပါတယ်။ Red Bull ရဲ့ NSR အသင်းစီသွင်းကိုနဲ့အတူပြန်လာမှုဟာအသင်းရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးုံသာမကဆော်ဒီလိရဲ့စီမံခန့်ခွဲမှုပိုင်းမှာလည်းကစားမတွေရဲ့ခွင့်ရင်းနဲ့အသင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုပုံမအလေးထားလာစေဖို့တွန်းအားတရဖြစ်စေခဲ့ပါတယ်။ Red Bull ရဲ့ဂိုးထောင်ပြေးဖို့ကြိုးပမ်းမှုတွေနဲ့အတူ NSR အသင်းရဲ့ဖလားရယူလိုတဲ့စိတ်ဓာတ်တွေကဆော်ဒီဘောလုံးလောကကိုဆက်လက်လှုပ်ခတ်နေဦးမှာဖြစ်ပါတယ်။အသက်အရွယ်ဆိုတာကိန်းဂဏန်းတစ်ခုသာဖြစ်တဲ့ဆိုတာကို Red Bull ကကွင်းအတွင်းမှာထပ်မံသက်သေပြလိုက်ပြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။